ပါကြော်ကြီးမညိုးရောက်သွားပြီဆိုလီမိုတီရောင်းပြီးပတ်စံရှာမယ်ကျော်ဒီမှာမင်းရဲ့လုပ်ငန်းလေးစနိုင်အောင်လို့ငါပတ်စံထည့်ပေးလိုက်တယ်ဟာတော်လာတဲ့ဟေးငါဖေကတော့လှုပ်ချလိုက်ပြီကွာဒူတော့ပါကွာညိုးရောက်ပြီးမှတော့နော်တော်လာယူပြီးတော့ငါတို့တူညွန့်အတိုင်းလီမိုစရောင်းမယ်ပေါ့နေပေါင်း9ရောက်တဲ့ညိုးကပတ်လည်မှာလီမိုဆိုင်နေနော်အဲ့တော့ငါဆိုင်အောင်မြင်မလားမသိကြည့်ကြအောင်ဒီမှာအောင်မြင်နေတဲ့လီမိုထုတ်တဲ့စက်ရုံတွေညှိနေရပဲငါကโอเคဒေါ်လာနဲ့လမ်းမေးဆိုင်လေးစဖွင့်မယ်ငွေသားတော့ကျွန်တော်ရင်းလိုက်တဲ့အရာလေးပေါ့နော်ဆိုတော့အကောင်လုံးလီမိုတီလေးအားပေးကြပါဦးအဲ့လိုနဲ့ဘာကြော်တရားညှို့တက်လာပြီးတော့လီမိုတီရေစားရောင်းရင်းနဲ့ပဲပတ်စံရှာခဲ့ပါတယ်ဆိုင်ကြီးကြားထဲမှာဆိုင်တေးလေးဖွင့်တော့ရောင်းမကောင်းပေမဲ့လူတွေကတနာပြီးတော့အားပေးကြပါဦးနောက်ဆုံးမှာတော့ဘာကြော်တရားဒေါ်လာ100နဲ့ဝန်ထမ်း100ငါးနိုင်ခဲ့ပါနေပေါင်းရောက်ဝင်တဲ့ထားရကြီးဟာအဲ့လိုနဲ့ဘာကြော်တရားညို့မှာကိုပိုင်လုပ်ငန်းလေးထောင်ပြီးစူးစမ်းနေပဲနေပေါင်းဒီကောင်းဟာစူးစမ်းနေရမှာမဟုတ်တာခိုးစားနေရလေအဲ့လိုနဲ့ဘာကြော်တရားကိုချစ်တော့ပေါ်ကိုရက်တီလာရင်းနဲ့ပဲဆိုင်းမုတ်မှာသူ့ရဲ့နာမည်ကိုအကြီးထိုးနိုင်ရပါတယ်တက်နေတော့အခါမှာဘာကြော်အလုံးမှာတောသားတွေကိုခိုင်းစားနေနေပဲအယောင်မစင်ဝင်လာYouTuber Amacracy ရပဲဟာယောင် YouTuber တွေလည်းဘောစီတွေကွာဒီမှာလီမိုတီတစ်လုံးကိုဒေါ်လာ3 million နီးပါးထိကိုပေးတာကွာဘာကြော်တို့ကဒါမျိုးကတော့ point ပြီဟဲ့အဲ့လိုနဲ့ဘာကြော်တွေအောင်ရလာတဲ့ပတ်စံ3 million အကုန်လုံးဂိမ်းမောင်းကမှတုံးကျလိုက်ပါတယ်နောက်ထပ်ဘာကြည့်လဲတီးကျင်နေလားတီးကျင်ဗီဒီယိုစောက်ကျင်ကြည့်လိုက်အဲ့လိုနဲ့အစနေထပ်ပြီးစူးစမ်းလိုက်တာဘာကြော်တွေအောင်ကိုရောင်မှာတွေ့ရနေမယ်အကြီးထိုးနိုင်ခဲ့ပါတယ်အဲ့လိုနဲ့ဘာကြော်တွေအောင်လီမိုတီတွေကိုဂျိုယို1 gaming အာကာထားရနေပေါင်းရောက်ရောင်းနေကောင်လဲထားရဝယ်တာလဲထားရ what the ဟာTiger King စီရမှလည်းအခြားတော့နာမည်ကြီး YouTuber တွေကိုကျင်းထည့်ပြီးရောင်းပြီးတဲ့နောက်မှာတော့ဘာကြော်တွေအောင်တထိတ်ကျစ်သွားခဲ့ပါတယ်ဒါရင်မဟုတ်ဘူးသူဆိုင်ပါပေါ်ဝါ Ranger တွေပါလာပြီးအားပေးတာဟိုမှာဒါကောင်းဟင်းကြီးပဲညက်ဝိုင်းမကြခင်မှာဘာကြော်ရဲ့ဆိုင်လီမိုနီကရေတွေးရန်ကောင်းလို့တာကြောင့်မလို့ကိုကြီးကျော်ကိုယ်တိုင်ကနေပြီးတော့နှက်ကြီးကနေပြီးတော့မှာစားရတဲ့အထိပါပဲတလုံးကိုဒေါ်လာ5 trillion အောင်ပေးပါတယ်ကြည့်ရကိုကြီးကျော်လည်းရဲမတောက်ပဲနဲ့လီမွန်ကျော်တောက်တော့မဲ့ပုံပါပဲအဲ့လိုနဲ့ဘာကျော်တယောက်ကိုကြီးကျော်ဈေးတင်ပြီးရောင်းလိုက်တာကိုကြီးကျော်5 trillion နေပြီးတော့6 trillion ထိကိုပေးတော့ပါတယ်ပါကြီးလေငါမဟုတ်ပါငါပြောချင်တာပါဒီကိန်းနဲ့အဲ့လိုလာဝယ်တဲ့ကောင်တွေကကွာငါရဲ့ engage friend တွေအဲ့ဒါဟိုမှကိုကြီးကျော်ဘလူးတော့အဲ့လိုနဲ့ဘာကြော်တရားဘလို့ရုံးကန်ခဲ့ရတယ်လဲဆိုတော့မကြရတော့ဘဲနဲ့ဘာကြော်ချမ်းသာရဲ့စီကိုရုပ်တရက်ကြောင်းတော့ပါတကယ်တော့ခုဗီဒီယို edit နေရဲ့ zoom နဲ့ဆိုရင်ကွာစောင်းဝန်းကျင်းလာလို့ပါဒီဗီဒီယို edit တာလည်းအရှိကြီးပဲကွာအဲ့တော့ edit နေနဲ့တော်တော်ကျင်းလာကြအောင်မလို့ဘာကြော်ချမ်းသာရဲ့စီကိုပဲကြော်လိုက်ပါအခုကတော့ဘာကြော် trillion တော့မဟုတ်တော့ပါဘူး quadrillion ကျစ်တော့ပါပြီအဲ့တော့ဒီနေ့ဘာကြော်ကသူ့အဖေကိုတော့တွေ့မှာပေါ့နော်သူ့ဖေကဒီညောင်ဖုန်းထဲမှာနေတာပါသူ့ကို$ထောက်ပံ့ခဲ့တဲ့အဖေပေါ့အဲ့တော့အဖေကျွန်တော်ဖေနဲ့ကျွန်တော်စကားပြောလာအောင်မယ်ကျွန်တော်ဖေချိုထားကြဝိုင်းဒီနေ့တော့ပဲကွာအလုံးမဇူးနဲ့မင်းဗီဒီယိုကောင်းကောင်းမအပ်ထည့်ဘူးကွာငါဒီမှာငါစူးစမ်းခဲ့တယ်လူမမြင်တော့ဘူးဒီနေ့တော့ဒီလောက်ပဲ